ဆိုးဆိုခံရတဲ့ချင်းလေးမလေးကလည်းဒီမှာနေရတယ်ကျွန်တော်ကိုလောင်းနေတာဒီလိုပြောရတယ်ဆိုတော့အဖြစ်ကြီးရောင်းဒီမှာကားနာကဖတ်ကြတယ်ပြောပြီးမှတ်တယ်လေခေါင်းရဲ့မျက်နှာဒီနေ့မတွေ့ရရင်စားလို့မဝင်ဘူးအိမ်လို့မပြောဘူးဆိုမောင်ရဲ့မြတ်တာအချီရောသွားရင်အစိမ်ကောက်ပလိုက်မယ်စိမ်နဲ့မခံဘူးဆိုမိပြောခဲ့တဲ့မိရဲ့စကားတွေမိပေးခဲ့မိရဲ့ဂရီတွေခုတော့ဘယ်သူနာရောက်သွားတယ်လဲဘယ်သူနာယူသွားတယ်လဲတရားပြီဒီနေ့တော့ဘုရားကလည်းဖြေရင်တိုက်ရထားပါလေကျွန်တော်ဒီကောင်မနမလေးလည်းဖြေလိုက်ရင်ဒီလိုပေါ့ဆန္ဒဝင်ပြီးပြီပါကျေးဇူးလိုက်ရဲ့မော်တယောက်တည်းမှာနောက်တယောက်မရှိဘူးဘူးမှမရှိဘူးဆိုဒီကလွယ်ရင်ချာမိတ်ကလေးတွေဒီကမပြောရဘူးမချင်ရတော့ဘူးဆိုဒီကြောတဲ့နေရဲ့စကားတွေနေပေးတဲ့နေရဲ့ဂရီတွေအခုတော့ဘယ်နာရောက်သွားတယ်လဲဘယ်သူများယူသွားတယ်လဲနေရဲ့ဘဝမှာဒီမှာဖြစ်နေနေရဲ့ပါဇက်ကနာခနာပြောတယ်နေသိချစ်တယ်နေသိချစ်တယ်ဒီကြက်လာလို့မျိုးဘာဖြစ်လို့မပြောဘူးမာနာမကြည့်ဘူးမာနာမကြည့်ဘူးမာဘာနာမျိုးဖောက်တယ်ဆိုတော့ဆိုတော့အခုပြောပြကြတယ်ဒီလိုပြောတယ်လားဒီမှာပြောတယ်အဆူကြီးတဲ့စကားလေးအဆူကြီးရဲ့အကြောင်းပြောနေရဲ့ဘဝမှာရှိမှဖြစ်မယ်